အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သူကကိုယ့်အကြောင်းတွေးသေးလားဆိုတဲ့ခေါင်းစဉ်လေးနဲ့ pick up ပိုင်းလေးကြည့်သွားပေးပါမယ်ဒီသူဆိုတဲ့နေရာမှာပေါ့နော်1500 relationship ထဲမှာပါတဲ့သူတွေပဲဖြစ်ပါလိမ့်မယ်ကိုယ့်ရဲ့ရည်စားဟောင်းလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ရည်စားလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့် situationship တို့ပေါ့နော်အဲ့လိုကိုနဲ့ flat နေတဲ့သူမျိုးတို့အဲ့လိုလူတွေကကိုယ့်အကြောင်းစဉ်းစားနေလားစဉ်းစားနေသေးလားဆိုတာနဲ့ပတ်သက်ပြီးတော့ကြည့်သွားပေးမယ်နော်အသက်ကလေးကိုဝအောင်ရှူလိုက်ပါပြီးတော့တဲ့အခါမှာဒီသုံးပုံတွေကနေပြီးတော့ကိုဆွဲဆောင်နေလို့ထင်တဲ့ပုံကိုနဲ့အကိုက်ညီဆုံးလို့ထင်မဲ့ပုံလေးတစ်ခုကိုရွေးလိုက်ပါနော်ပိုင်ဝက်လေးကိုရွေးတဲ့ထဲမှာလေဖြစ်နိုင်တာကတော့နှစ်ယောက်ကလို့ကွဲကွာသွားတဲ့အချိန်တုန်းကပေါ့နော်တယောက်နဲ့တယောက်ညှိနှိုင်းလို့မရတဲ့ကိစ္စမျိုးတွေကြောင့်မလို့ကွဲကွာသွားကြတဲ့သူတွေဖြစ်မယ်တဲ့ညှိနှိုင်းလို့မရဘူးဆိုတာကကြတော့လေဒီစိတ်သဘောထားချင်းမတိုက်ဆိုင်တာပေါ့နော်ပြဿနာတွေအများကြီးဖြစ်တာထဲစားလို့ရှင်တယောက်နဲ့တယောက်နားလည်မှုတွေမပေးနိုင်တာမျိုးတို့တယောက်နဲ့တယောက်နားမလည်နိုင်တဲ့ကိစ္စတွေပေါ့နော်အဲ့လိုမျိုးကနေပြီးတော့နှစ်ယောက်ပြီးပြတ်သွားတဲ့အချိန်ရောက်တာကြောင့်မလို့ခွဲခွာလိုက်ရတယ်လို့မြင်နေအဲ့တော့သူကကိုယ်အကြောင်းတွေးနေလားဆိုလို့ရှိရင်တော့လေတွေးနေရဘာတွေးနေလဲဆိုလို့ရှိရင်အဲ့ဒီကိုနှစ်ယောက်ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်တွေးနေခဲ့ပေါ့နော်ပြန်တွေးနေရပေါ့သူတို့ကဘယ်ဟာမှားသွားတာလဲဘယ်နားမှာလိုသွားတာလဲပေါ့နော်ဘာလို့ဒီနှစ်ယောက်ကြားတဲ့ relationship ကအခုလောက်ဆိုးရွားသွားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့တွေးနေတာမျိုးပေါ့နော်ဘယ်လိုမျိုးချိန်တွေမှာကိုအကြောင်းတွေးဖြစ်လဲဆိုလို့ရှိရင်တော့လေသူတို့စိတ်ညစ်နေတဲ့အချိန်မျိုးဒါမှမဟုတ်သူတို့တွေစိတ်ဓာတ်တွေကျနေတဲ့အချိန်မျိုးပေါ့နော်ဒါမှမဟုတ်ဘဝမှာအဆင်မပြေတဲ့ကိစ္စလေးတွေကြုံရတိုင်းဘဝမှာသူတို့တွေအဆင်မပြေဖြစ်တိုင်းပေါ့နော်ဒီတစ်ခုခုနဲ့ပတ်သက်ပြီးတော့သူတို့ပြောဆိုခံရတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းသူတို့လုံးဝကွာလောက်တော့အဆင်မပြေတော့တဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးချိန်ဆိုလို့ရှိရင်တော့ကိုသူတို့ကစဉ်းစားတတ်တယ်ကိုကြောင့်သူတို့အုံနောက်ထဲသူတို့ခေါင်းထဲမှာပေါ့နော်ပေါ်လာတာမျိုးတွေဖြစ်တယ်ပြီးတော့တဲ့အခါမှာသူတို့ကအဲ့ဒီအဓိကကတော့လေတခြားပျော်ခဲ့တဲ့အချိန်မျိုးတွေကိုပြန်တွေးတာမျိုးထပ်ပေါ့နော်ကိုနဲ့သူတို့နဲ့အဲ့လိုလုံးဝကိုလမ်းခွဲလိုက်တယ်စကားမပြောတော့ဘူးဆိုတဲ့အချိန်မျိုးပေါ့နော်အဲ့လိုမျိုးရှိခဲ့ရင်အဲ့လိုမျိုးနေအကြောင်းတွေးနေရမှာထားပါတော့ကိုကြီးစားဆိုလို့ရှိရင်လေသူနဲ့ကိုနဲ့ရန်ဖြစ်ခဲ့တဲ့နေ့သူနဲ့ကိုနဲ့အဆင်မပြေတဲ့နေ့အကြောင်းပေါ့နော်အဲ့လိုမျိုးအကြောင်းတွေးနေရမျိုးဖြစ်မယ်တကယ်လို့ရီစားဟောင်းဆိုလို့ရှိရင်လေကိုသူ့ကိုထားခဲ့တဲ့နေ့လည်းဖြစ်နိုင်တယ်လို့သူကိုကိုထားခဲ့တဲ့နေ့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့နေ့အကြောင်းတွေးနေရငါတို့တွေဘယ်လိုမျိုးဖြစ်ခဲ့ရလဲပြန်ပြီးတော့သူသုံးသက်နေရလို့ပြောလို့ရတယ်ပေါ့နော်ပြန်စဉ်းစားကြည့်နေတယ်ဘသူအမှားကြောင်လဲပေါ့နော်ငါအများကြီးမှားသွားလားဒါမှမဟုတ်သူပဲအများကြီးမှားသွားလားအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်သူတွေးနေရဆိုတာမျိုးဖြစ်နိုင်တယ်တွေးနေရပေါ့နော်အဲ့ဒါကြတော့လေသူတို့ကကိုစီကိုလာပြီးတော့တခုခုပြောမယ်ဆိုတဲ့ပုံစံမျိုးတော့မြင်တယ်ပေါ့နော်ကိုစီကိုပြောမယ်ဆိုတာဒါရဲ့ကြီးဟုတ်ချင်မှဟုတ်လိမ့်မယ်ဒါပေမဲ့လို့အနည်းနဲ့အများပေါ့နော်သူတို့တွေစဉ်းစားပြီးသွားတဲ့အချိန်မှာအဖြစ်တစ်ခုရပြီးသွားတဲ့အချိန်မှာကိုအတိပေးလိုက်မယ်လို့မြင်တယ်ပေါ့နော်မသူတို့မမားဘူးလို့ထင်တယ်ဆိုလို့ရှိရင်လည်းနည်းနည်းရံဖြစ်ခဲ့တော့ငါမမားခဲ့ဘူးဆိုတာမျိုးကိုပေါ့နော်သိအောင်ဓာတ်ရိုက်ဖြစ်စေတွေ့ဟွာပြီးဖြစ်စေပေါ့နော်ပြောတာမျိုးဖြစ်လိမ့်မယ်အဲ့လိုမဟုတ်ဘူးသူတို့မှားခဲ့ဆိုလို့ရှိရင်လည်းကိုတောင်းပန်တာမျိုးဒါမှမဟုတ်သူတို့အမှားဝန်ခံတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းရှိလိမ့်မယ်သူတို့နဲ့ပတ်သက်ပြီးတော့တခုခုတော့ကြားရဖို့ရှိရလို့တော့မြင်နေအဲ့ဘာလို့လဲဆိုတော့သူတို့ကအဓိကကအဲ့ဒီဘာတွေမှားခဲ့လဲဆိုတာပိုတွေးနေတော့ပေါ့နော်သူတို့စိတ်ထဲမှာအဖြေတစ်ခုရသွားဖို့ကိုစဉ်းစားနေတယ်အဖြေတစ်ခုရသွားဖို့ကိုလည်းမျှော်လင့်နေတယ်လို့တွေ့ရအခုကတော့ပိုက်တူလေးတွေအတွက်ကိုဖတ်ပြပေးသွားမယ်နော်ပိုက်တူလေးကိုရွေးထားတဲ့သူတွေပေါ့နော်ရဲ့စိတ်ထဲမှာကိုအကြောင်းစဉ်းစားတဲ့ရာခိုင်နှုန်းကတော်တော်ကိုနည်းလို့ပြောလို့ရတယ်ပေါ့နော်သူတို့ကသိပြီးတော့လို့care မလုပ်တတ်တဲ့ style မျိုးတွေ့ရတယ်ပေါ့နော် I don't care ပုံစံမျိုးနဲ့ဒါမှမဟုတ်လို့ရှိရင်လည်းကိုနဲ့ဒီအဆက်အသွယ်ပြတ်သွားပြီးကိုနဲ့အတူတူမရှိတော့တဲ့နောက်ပိုင်းမှာပေါ့နော်အသစ်
တစ်ခုကိုမြန်တွေ့သွားတဲ့သူမျိုးလည်းဖြစ်နိုင်တယ်မြန်တွေ့နိုင်တဲ့သူမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ပြောရရင်လေ move on လုပ်ရတဲ့သူတွေလို့ပြောရမယ်ထင်တယ်သူတို့တွေကဆရာကြီးတွေပေါ့နော်မိန်းကလေးတွေဆိုလို့ရှိရင်လည်းမိန်းကလေးတွေဆိုရင်သူတို့ကမိန်းကလေးဖြစ်နေဆိုလို့ရှိရင်စမ်းပွန့်ပြီးတော့ပေါ့နော်ကိုမမဟုတ်ဘူးတခြားသူတွေလည်းမြန်ရနိုင်တယ်ဆိုတာမျိုးယောက်ျားလေးဆိုလို့ရှိရင်လည်းဒီ move on လာမြန်ပြီးတော့ပေါ့နော်တစ်ပတ်နှစ်ပတ်လောက်အတွင်းမှာအသက်ရသွားတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကိုအကြောင်းတွေးဖြစ်ဖို့ကတော့တော်တော်ကို percentage နဲ့လို့မြင်နေပြီးတော့ဒီမှာနည်းနည်းတိတ်ပြီးအလေးအနက်မထားတတ်တဲ့သူမျိုးတွေကိုတွေ့ရတယ်ပေါ့နော်အဓိကကတော့တယောက်ဆိုတယောက်ချစ်တာမျိုးထက်ပေါ့နော်တိတ်ပြီးတော့ခံစားချက်တွေကိုမဖြစ်ဖဲနဲ့ဦးစားမပေးဘဲနဲ့ပေါ့နော်ဦးစားမပေးဘဲနဲ့ဆိုတာလေးလေးနက်နက်မတွေးဘဲနဲ့ပေါ်နဲ့တွေးပြီးတော့တယောက်ပြောင်းလို့ရတယ်ပြောင်းနိုင်နေဆိုတဲ့ပုံစံမျိုးလဲတွေ့ရတယ်နောက်တစ်ခုကကိုယ့်ကိုနည်းနည်း move on လုပ်သွားပြီဆိုတဲ့ပုံစံမျိုးလဲတွေ့ရတယ်ပေါ့နော်အဓိကကတော့အဲ့ဒါပါပဲတခါတလေတော့ကိုယ်အကြောင်းလုံးဝမတွေးရတော့မဟုတ်ဘူးသူတို့စိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့စဉ်းစားတဲ့အချိန်မျိုးတော့ရှိရယ်စဉ်းစားတဲ့အချိန်မျိုးဆိုတာကတခါတလေပေါ့နော်ကိုနဲ့သွားခဲ့တဲ့နေရာအဲ့လိုကိုနဲ့ပျော်ခဲ့ဘူးတဲ့ဟာမျိုးတွေကိုမြင်လို့ရှိရင်တော့ကိုကသူတို့စိတ်ထဲမှာပေါ်လာတာမျိုးကိုကသူတို့စိတ်ထဲမှာလို့သူတို့သတိရသွားစေတာမျိုးရှိရယ်ပေါ့နော်အထူးသဖြင့်ကိုနဲ့ပြောခဲ့တဲ့စကားတွေပေါ့နော်အဲ့လိုစကားတွေကသူတို့တခြားနေရာပြန်ကြားရတယ်ဆိုလို့ရှိရင်တော့ငါဒီတယောက်နဲ့တော့ကြားခဲ့တာပဲဆိုတဲ့ပုံစံမျိုးနဲ့ကိုအကြောင်းတွေးမိရများတယ်ပေါ့နော်ကိုအကြောင်းတွေးပြတာများတယ်ခုသူတို့လက်ရှိရတော့လေသူတို့ကလုံးဝကို move on ပြီးတော့ရှေ့ကိုဆက်သွားပြီးတော့တခြားသူတွေနဲ့ပျော်ဖို့တွေးနေတာမျိုးမြင်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပြောလို့လေသူတို့ဘွားကလေလို့ပျော်စရာကောင်းနေရလားဆိုလည်းမဟုတ်ပေါ့နော်ကိုနဲ့မှသူတို့ကပျော်ရမယ်လို့လည်းမဟုတ်ဘူးဒါပေမဲ့သူတို့ဘဝကိုကသူတို့ကပျော်စရာမကောင်းနေရမျိုးပေါ့နော်အဲ့အဓိကကတော့လေးလေးနက်နက်အဲ့လိုမျိုးထားပြီးမတွေးရမျိုးတွေကြောင့်ပါမယ်ထင်တယ်သိပြီအလေးနဲ့မရှိတော့ကြတော့ကိုနဲ့မှမဟုတ်ဘူးတခြားဘသူနဲ့ပဲဖြစ်စေဒီ pattern တွေကပြန်လာပြီးတော့ပေါ့နော်အမြဲတမ်းဒီတန်တရားလဲနေမယ်လို့ပြောရမှထင်တယ်ပေါ့နော်အမြဲတမ်းဒီပုံစံနဲ့ပဲစဝိုင်းလိုမျိုးလဲနေတာပေါ့နော်ထခါနဲ့သူတို့က lesson မလန်းတဲ့အခါကျတော့မြဲဖြစ်နေတာပေါ့နော်အဲ့တော့ဒီမှာမှားချင်တာကလေပိုက်တူလေးတွေတာသူကိုအကြောင်းစဉ်းစားနေလားဆိုပြီးစဉ်းစားနေတာမျိုးတွေလည်းမလုပ်တဲ့တော့ဘူးပေါ့နော်ကိုအနေနဲ့ကိုပတာကိုရှေ့ဆက်ပြီးတော့ဆက်သွားဖို့လုပ်တင်တယ်အဲ့လိုမျိုးကိုကသာတကယ်လို့ကသူကသာကိုအကြောင်းစဉ်းစားနေလားတွေးနေလားဆိုပြီးတွေးနေပြီးတော့ဘာမှမလုပ်ဖ ೇ နေလို့ရှိရင်ဒီတိုင်းပြီးသွားလိမ့်မယ်ကွာမကိုကတကယ်ကိုသူတို့ကိုအကြောင်းတွေးစေခြင်းနဲ့မြင်စေခြင်းနဲ့ဆိုလို့ရှိရင်သူတို့မြင်ရမယ့်ပုံစံပေါ့နော်ဥမာပို့ပြီးလှလာအောင်ဒါမှမဟုတ်ပို့ပြီးတော်အောင်အဲ့လိုမျိုးတွေစိတ်နဲ့စူးစမ်းပြီးတော့သူတို့ရှေ့ကိုပြန်သွားလို့တော့ရတယ်ကွာလို့ပြန်သွားရင်တော့သူတို့မြင်မှာမျိုးရှိရပေါ့နော်ဒီတိုင်းကြီးနေပြီးတော့သူတို့ကိုယ်ကြောင့်စဉ်းစားနေကောင်းမှာပဲလို့စဉ်းစားနေပါစေလို့စဉ်းစားနေလားမသိဘူးလို့ဆိုပြီးတော့တွေးနေရမျိုးတော့မလုပ်သင့်ဘူးပေါ့နော်အခုက Pi3 လေးတွေအတွက်ကိုဖတ်ပြပေးသွားမယ်နော် Pi3 တွေစိတ်ထဲမှာရှိနေတဲ့သူကပေါ့နော်ကိုယ်အကြောင်းကိုတွေးဖြစ်တယ်တွေးရမှလေအများကြီးကိုတွေးဖြစ်တာပေါ့နော်ကိုနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုလည်းတွေးဖြစ်တယ်ကိုနဲ့ပြောခဲ့တဲ့စကားတွေကိုလည်းတွေးဖြစ်တယ်ပြီးတော့အနာဂတ်အကြောင်းတွေပေါ့နော်လောက်ခဲ့သမျှကိုလည်းပြန်ပြီးတော့တွေးဖြစ်တယ်အဲ့တော့လေသူတို့ရဲ့ပတ်ဝန်းကျင်မှာကိုကပဲအများကြီးလို့ပတ်လေရိုက်နေလို့ပြောမလားဘေးမှာဝန်းရံနေရပေါ့နော်ကိုအကြောင်းနေရပဲသူတို့ကိုအများကြီးလို့လွှမ်းမိုးထားတယ်လို့ပြောရမယ်ပေါ့နော်အမြဲတမ်းကိုအကြောင်းကိုတွေးဖြစ်တယ်တွေးရလွန်းလို့အတွေးအရင်များနေရဆိုပုံစံမျိုးလဲတွေ့ရပေါ့နော်အဓိကပျော်ခဲ့တဲ့အကြောင်းတွေကိုတွေးရများတယ်ဒီကိုနှစ်ယောက်ပေါ့နော်အတူပျော်ခဲ့တယ်လုံးဝကိုရဲမောခဲ့ရတဲ့အချိန်မျိုးတွေပေါ့နော်ကောင်းတဲ့အချိန်နည်းနည်းလေးပဲရှိခဲ့တယ်ဆိုလို့ရှိရင်တော့အဲ့နည်းနည်းလေးကိုပဲပြန်တွေးနေတာမျိုးဖြစ်မယ်ပေါ့နော်နောက်တစ်ခုကသူတို့ကလို့ခက်ခဲတဲ့အချိန်တိုင်းပေါ့နော်သူတို့တွေလို့စိတ်တက်ကြတဲ့အချိန်စိတ်ညစ်တဲ့အချိန်တွေရှိရဆိုလို့ရှိရင်ကိုယ်အကြောင်းတွေကိုစဉ်းစားပြီးတော့အာယူရဆိုတဲ့ပုံစံမျိုးလဲတွေ့ရတယ်
အထူးသဖြင့်တော့ကိုနဲ့သူမရှိရတာသူတို့ကိုအရင်နာကျင်စေရလို့မြင်တယ်ပေါ့နော်ကိုနဲ့သူမရှိရသူတို့အတွက်စိတ်ထိခိုက်စေရမျိုးဖြစ်တယ်ပြီးတော့လို့ရှင်ဒါကိုမလုပ်နိုင်ဘူးပေါ့နော်သူတို့လက်မခံနိုင်ဘူးပေါ့နော်ဒါပေမဲ့လို့ဘယ်လိုမျိုးဖြစ်လဲဆိုရှင်သူတို့ကနည်းနည်းမာနာကြီးရဲ့သူတွေလို့မြင်တယ်ပေါ့နော်မာနာကြီးရဲ့လူဆိုတာကသူတို့ဘက်ကနေတော့ကွာလို့ငါနဲ့ကိုလွမ်းလိုက်တာငါနဲ့ကိုတတိယရယ်ငါနဲ့အကြောင်းနေအမြဲစဉ်းစားပြစ်တယ်ဆိုတာမျိုးပြောဖို့ကိုတော်တော်ခက်ခဲတဲ့သူတွေလို့မြင်တယ်ပေါ့နော်အဓိကသူတို့ကလေကိုယ့်အကြောင်းအရန်တွေးနေကိုယ့်အကြောင်းသူတို့စိတ်ထဲမှာအမြဲရှိနေဆိုလို့ရှိရင်တော့လာပြီးတော့အဲ့လိုပြောမှမဟုတ်ဘောနော်ပြောမဲ့လူတွေမဟုတ်ဘူးပြောမဲ့အစားကိုမရှိဘဲနဲ့ပေါ့နော်သူတို့တွေပို့ပြီးတော့နေမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ဒီနောက်တစ်ခုကသူတို့စိတ်ထဲမှာသူတို့မှန်တယ်လို့တော့ထင်တယ်ကွာအဲ့တော့သူတို့ကကိုကလာပြီးတော့ချော့တာမျိုးကိုကသွားပြီးစကားပြောတာမျိုးလေလိုချင်နေကြတယ်စဉ်းစားနေကြတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့လေအဲ့လိုမျိုးသားပြောတာသူတို့ကိုစီကိုတေချာစဉ်းစားပြီးတော့ပြန်ပြီးလာပြီးစကားပြောဖို့အခြေအနေတော့တွေ့ရဲဒါပေမဲ့အဲ့ဟာကနည်းနည်းလေးတော့ကြာအောင်မယ်ပေါ့နော်ဘာလို့ဆိုသူတို့ကအများကြီးစဉ်းစားတယ်ပြောခဲ့မလားသူတို့မာနာကြီးရယ်သူတို့တွေလုံးဝကိုစပြီးစကားမပြောချင်ဘူးပေါ့နော်အဲ့လိုလူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့လာပြောဖို့တော့ကြာမယ်အချိန်လဲယူမယ်ပေါ့နော်တကယ်လို့ကိုကမှားခဲ့တယ်ဆိုလို့ရှိရင်မှားခဲ့တယ်ဒါပေမဲ့သူ့ကိုလည်းပြန်လို့ချင်တယ်ဆိုလို့ရှိရင်ကိုဘက်ကစပြီးတော့ဒီတောင်းပန်လိုက်တာမျိုးပေါ့နော်ကိုဘက်ကစပြီးပြောလိုက်တာမျိုးကပို့ပြီးမှန်ကန်တယ်တကယ်လို့ကိုကလုံးဝကိုမမှားဘူးသူကပဲမှားသွားတယ်ပေါ့နော်သူကပဲမှားခဲ့တယ်ဆိုလို့ရှိရင်တော့သူကိုစီကိုလုံးဝလက်ဆုပ်လက်ကင်ပြလို့ရမယ့်အရာတစ်ခုနဲ့လာတောင်းမဲ့တဲ့အခါကျမှပဲလက်ခံတဲ့နယ်လို့မြင်နေလက်ဆုပ်လက်ကင်ပြလို့ရတယ်ဆိုတာကဥမာစကားနဲ့ပဲလာပြောတာမျိုးထက်ကိုနဲ့ပေါ့နော်တွေးဖို့တော့ကိုလက်ဆောင်ဝယ်ပေးတာမျိုးတို့ဒါမှမဟုတ်လို့ရှိရင်ကိုတော့ပန်းစီပေးတာမျိုးတို့တခြားပေါ့နော်သူ့ရဲ့ပုံစံဆိုသူ့မှာရှိတဲ့တက်နိုင်တဲ့ဟာနဲ့ကိုင်းညီတဲ့ effort တစ်ခုထုတ်မှသာလျင်ကိုအနေနဲ့သူ့ကိုလက်ခံတဲ့ねပေါ့နော်ဘာလို့လဲဆိုသူမှားလို့ရှိရင်ပြောတာပါသူလည်းပြန်လာဖို့တော့ရှိရပြန်ပြီးစဉ်းစားနေပြီမယ်လို့သူ့ဘက်ကနေပဲဆိုလို့ရှိရင်တော့ကြာအောင်ပဲရင်းအောင်ခေါင်းမာတဲ့သူတွေလို့တွေ့ရတယ်ပေါ့နော်တကယ်လို့မိုးနဲ့ energy ကြိုက်တယ်လို့ခံစားရလို့ပေါ့နော်မေးခွန်းလေးတွေမေးချင်တဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့တခြားသောကိစ္စလေးတွေတိုင်းမင်းရင်ဖွင့်ပြီးတော့မှာပေါ့နော်မေးခွန်းတွေမေးချင်တဲ့အတူတူအဖြေရှာချင်တယ်ဆိုလို့ရှိရင် Facebook page ဖြစ်တဲ့ Your Spirits Belong to You မှာလည်းမေးလို့ရတယ်လို့ Telegram မှာလည်းလာပြီးတော့မေးမြန်းလို့ရပါတယ်ရှင်